အိမ်ချမ်းမြေရဲ့တန်မိုးဆိုတာအချိန်နဲ့အခွင့်အလမ်းပေါ်မှာဘလောက်မူတည်လဲဆိုတာကိုပြတဲ့ပုံမြင်သာတစ်ကလေးတစ်ခုရှိပါတယ်ခင်ဗျာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြို့ငယ်လေးတစ်ခုမှာညီကို2ယောက်ရှိပါတယ်သူတို့အဖေဆုံးပါသွားတဲ့အခါအမွေဖြစ်မြေကွက်တစ်ကွက်စီပေးခဲ့ပါတယ်အကိုဖြစ်သူရတဲ့မြေကမြို့ထဲကမြေပြန့်ကွက်လေးဖြစ်ပြီးအပင်တွေလည်းစိုက်လို့ရချက်ချင်းလဲအိမ်ဆောက်နေလို့ရတဲ့မြေကောင်းလေးပါဒီဖြစ်သူရတဲ့မြေကတော့မြို့နဲ့ဝေးတဲ့တောင်ကုန်းပေါ်ကကြောက်တုံးတွေပဲရှိတဲ့မြေကွက်စုပ်ကြီးပါအကိုဖြစ်သူကသူ့မြေကွက်မှာချက်ချင်းအိမ်ဆောက်ပြီးတီးနှံတွေစိုက်ကအဆင်ပြေပြေနေထိုင်ပါတယ်အညီဖြစ်သူကိုကြည့်ပြီးမင်းမြေကွက်ကတော့ကြောက်ခဲတွေပဲရှိတာဘာမှလှုပ်ရှားလို့မရဘူးလို့အမြဲလောင်ပြောင်လေးရှိပါတယ်ဒါပေမဲ့ညီဖြစ်သူကစိတ်မပြတ်ပါဘူးသူကအမြဲတမ်းသတင်းတွေကိုနားဆွင့်နေတတ်သူပါတနေ့မှာအစိုးရကမြို့ကိုချဲ့ထွင်ဖို့အတွက်အဝေးပြေးလမ်းမကြီးတစ်ခုဖောက်လုပ်တော့မယ်ဆိုတဲ့သတင်းကိုသူကြားလိုက်ပါတယ်အဲ့ဒီလမ်းမကြီးကသူ့ရဲ့ကြောက်တုံးကုန်းပေါ်ကိုဖျက်သွားမှာပါသူဟာလက်ထဲမှာရှိတဲ့ငွေလေးနဲ့အဲ့ဒီကုန်းပေါ်မှာဓာတ်စီဆိုင်နဲ့နားနေဆောင်တေးသေးလေးတစ်ခုကိုကြိုတင်ဆောက်လုပ်ထားလိုက်ပါတယ်9နှစ်အကြာမှာလမ်းမကြီးဖွင့်လှစ်လိုက်တဲ့အခါညီဖြစ်သူရဲ့ကြောက်တုံးကုန်းဟာခီးသွားတိုင်းမဖြစ်မနေနားရတဲ့နေရာဖြစ်သွားပါတယ်အရင်ကဘာမှတန်ဖိုးမရှိတဲ့ကြောက်ခဲတွေဟာအခုတော့ရွှေထွက်တဲ့မြေကွက်ကြီးဖြစ်သွားပါပြီကိုဖြစ်သူရဲ့မြို့ထဲကအိမ်လေးကတော့အရင်တိုင်းပဲရှိနေပေမဲ့ညီဖြစ်သူရဲ့မြေကွက်တန်ဖိုးကတော့အစပေါင်းများစွာမြင့်တက်သွားခဲ့ပါတယ်ဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာဒီပုံမြင်ကအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုမှာအလွန်အရေးကြီးတဲ့အချက်တွေကိုမိမောင်းထိုးပြနေပါတယ်အင်ကန်တဲ့သတင်းကိုကြိုတင်သိရှိသူဟာအရှုံးကိုအမျက်ဖြစ်အောင်ပြောင်းလဲနိုင်ပါတယ်အခွင့်အလမ်းဆိုတာပြင်ဆင်ထားသူနဲ့စုံမသာကံကောင်းခြင်းဖြစ်လာတာပါဒီကွက်ရဲ့အရွယ်စားထက်အဲ့ဒီမြေကိုဘလို့အကောင်းဆုံးအသုံးချမလဲဆိုတာကပိုအရေးကြီးပါတယ်ဒီပုံမြင်လေးကရောအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးစိတ်ကူးတစ်တွေရစေရဲ့လားခင်ဗျာဒီလိုအိမ်ချမ်းမြေအသိပညာပေးဗဟုသုတလေးတွေနားထောင်ခြင်းရင်ကျွန်တော်တို့ရဲ့ Master Sat အိမ်ချမ်းမြေကို like and follow လေးလုပ်ထားဖို့မမေ့